တောင်တန်းတွေကြမှာလျှို့ဝှက်ချက်တွေပျောက်ကွယ်နေနိုင်ပါတယ်။ထို့ပြင်လူသားတွေမကြာခဏမရောက်နိုင်တဲ့အမြင့်ဆုံးနေရာတွေမှာပေါ့အာဂျင်တီးနားနိုင်ငံအင်တီစ်တောင်တန်းတွေအတွင်းမှာတည်ရှိတဲ့လူလာအီလာကိုမီတောင်ဟာပင်လယ်ရေမျက်နှာပြင်အထက်မီတာ6900ကျော်မြင့်ပါတယ်။အေးခဲလွန်ပြီးအောက်ဆီဂျင်နှဲပါတဲ့ဒီနေရာမှာအချိန်ကာလတစ်ခုလုံးရပ်တန့်နေသလိုဖြစ်နေခဲ့ပါတယ်။1999ခုနှစ်မှာတော့ရှေးဟောင်းသုတေသနပညာရှင်တွေဟာမီတောင်ထိန်နာကကြောက်ကူငယ်တစ်ခုအတွင်းမယုံနိုင်စရာရှာဖွေတွေ့ရှိမှုတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒါကတော့နှစ်ပေါင်း900ကျော်ကြာတဲ့အထိထူးခြားစွာထိမ့်သိမ်းခံနေရတဲ့အင်္ဂါမင်းကလေးတဦးရဲ့ရုပ်အလောင်းပါ။ယနေ့ဒီမင်းကလေးကိုThe Maidenလို့လူသိများကြပါတယ်။ဒါပေမဲ့သူမဘာတူလဲ။ဘာကြောင့်ဒီလိုမြင်မာတဲ့မီတောင်ထိပ်ကိုရောက်လာခဲ့တာလဲ။သူမရဲ့နောက်ဆုံးနေ့တွေမှာဘာတွေဖြစ်ပျက်ခဲ့တာလဲ။ဒီမိကွန်းတွေကိုသိပ္ပံပညာကတဖြည်းဖြည်းဖြေဆိုပေးခဲ့ပါတယ်။တောင်ထိပ်ကိုရောက်ရှိဖို့အတွက်သုတေသနအဖွဲ့ဟာအလွန်ခက်ခဲတဲ့ရာသီဥတုကိုဖျက်ကျော်ခဲ့ရပါတယ်။နှင်းတွေလေပြင်းတွေအေးခဲနေတဲ့မြေပြင်တွေကြားမှာသူတို့ဟာကြောက်တုံးတွေနဲ့ဖုံးအုပ်ထားတဲ့ရှေးဟောင်းတင်ကြိုင်းတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ကြောက်တုံးတွေကိုဂရုတစိုက်ဖယ်ရှားလိုက်တဲ့အခါအတွင်းမှာရောင်စုံအဝတ်အထည်တွေနဲ့ထုတ်ပိုးထားတဲ့ရုပ်အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ခေတ်သစ်လူသားတွေအတွက်တော့ဒီတွေ့ရှိမှုဟာတမိုင်းမှတ်တမ်းတစ်ခုသာမဟုတ်ပါဘူး။လူတဦးရဲ့ဘဝယုံကြည်ချက်နဲ့နောက်ဆုံးကံကြမ္မာကိုပြန်လည်ဖတ်ရှုနိုင်မယ့်အချိန်တကားတစ်ခုပဲဖြစ်ပါတယ်။အေးမြလွန်တဲ့အပူချိန်နဲ့အောက်ဆီဂျင်နှဲပါမှုကြောင့်ခန္ဓာကိုယ်ဟာတဘာဝအတိုင်းအလွန်ကောင်းမွန်စွာထိမ့်သိမ်းခံခဲ့ရပါတယ်။ညနာအသွင်ပြင်သပင်နဲ့အဝတ်စားအချို့အထိမူလအခြေအနေကိုခံမှန်းလေ့လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရှာဖွေတွေ့ရှိမှုနဲ့အတူပုံမနေတဲ့မိကွန်းတစ်ခုထပ်ပေါ်လာပါတယ်။ဒီမိန်းကလေးဟာတဘာဝအကြောင်းကြောင့်ဒီနေရာမှာရှိနေတာလားဒါမှမဟုတ်ရည်ရွယ်ချက်ရှိဒီနေရာကိုခေါ်ဆောင်လာခံခဲ့ရတာလားဒီမိကွန်းရဲ့အဖြေကိုရှာဖို့အတွက်ရုပ်အလောင်းကိုခွဲစိတ်ဖျက်ဆီးခြင်းမပြုဘဲခင်မီနည်းပညာတွေကိုအသုံးပြုခဲ့ကြပါတယ်။ CT scan စက်ထဲမှာစစ်ဆေးခြင်းအပြင်ခန္ဓာကိုယ်အတွင်းပိုင်းကအယိုးဖွဲ့စည်းပုံနဲ့အရေးကြီးတဲ့အချက်လက်တွေကိုလေ့လာနိုင်ခဲ့ပါတယ်။စစ်ဆေးချက်တွေအရ The Maiden ဟာအသက်14နှစ်ဝန်းကျင်ရှိတဲ့ဆယ်ကျော်သက်မိန်းကလေးတူဖြစ်နိုင်ကြောင်းသိရှိခဲ့ရပါတယ်။သူမရဲ့သွားနဲ့အယိုးတွေကလည်းအသက်အရွယ်ခံမှန်းရမှာအရေးကြီးတဲ့သက်သေတွေဖြစ်လာခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ထဲမှာနောက်ဆုံးစားသုံးခဲ့တဲ့အစားအစာအချို့ရှိနေသေးတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်သူမဟာတည်ဆုံးချိန်မတိုင်မီအချိန်အနည်းငယ်အထိအစားအစာနဲ့အရည်တွေကိုစားသုံးနေခဲ့နိုင်ပါတယ်။သိပ္ပံပညာရှင်တွေကသူမရဲ့ခန္ဓာကိုယ်ကိုသာမဟုတ်ပဲသပင်ကိုပါအသေးစိတ်စစ်ဆေးခဲ့ကြပါတယ်။သပင်ဟာလက်အလိုက်ကြီးထွားလာတာကြောင့်လူတဦးရဲ့အစားအသောက်နဲ့နေထိုင်မှုပုံစံကိုအချိန်အစဉ်လိုက်ပြန်လည်ဖတ်ရှုနိုင်တဲ့သဘာဝမှတ်တမ်းတစ်ခုလိုဖြစ်ပါတယ်။ယနေ့ခေတ်မှာသူမရဲ့မျက်နှာကိုအတိအကျမမြင်နိုင်တော့ပေမဲ့အဝတ်အစားသပင်နဲ့ရှေးဟောင်းအထောက်အထားတွေကနေသူမရဲ့ဘဝကိုတစ်စိတ်တစ်ပိုင်းပြန်လည်မြင်အောင်နိုင်ပါတယ်။သူမဟာအင်္ဂါလူမျိုးတွေရဲ့ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီးအင်ဒီစ်ဒေတာမှာအရေးပါခဲ့တဲ့ရောင်စုံအထည်အလိပ်နဲ့အစင်တစားတွေကိုအသုံးပြုထားပါတယ်။ဒီအချက်တွေကသူမဟာတာမန်ခီးသွားတူမဟုတ်နိုင်ကြောင်းပြသနေပါတယ်။အင်္ဂါယဉ်ကျေးမှုမှာတောင်တန်းတွေကိုတဘာဝအလှတရားတစ်ခုအဖြစ်သာမမြင်ခဲ့ကြပါဘူး။တောင်တွေဟာနတ်ဖျားတွေနဲ့ချိတ်ဆက်နေတဲ့မြင့်မြတ်ရာနေရာတွေလို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ထူးခြားတဲ့ဝတ်စားနဲ့အစင်တစားတွေဟာသူမရဲ့လူမှုအဆင့်တန်းနဲ့အခမ်းအနားဆိုင်ရာရေးပါမှုကိုဖော်ပြနေနိုင်ပါတယ်။